အခြေခံအဆင့်ကျောင်းသားများအတွက်ထညွှန်းဆိုင်ရာသိသိထိုက်တဲ့အချက်ကလေးတွေကိုရှင်းပြပေးပါမယ်နော်အခြေတူဂိမ်းတွေမြောက်ရင်ထညွှန်းတွေကိုပေါင်းရပါတယ်အဲ့တော့ဒီမှာကြည့် B နဲ့ B နဲ့အခြေတူတယ်ဒါကြောင့်အဲ့ထညွှန်းနှစ်ခုကိုပေါင်းလိုက်ရတယ်ဥပမာတစ်ခုပြောပြရမယ်ဆိုရင်5 square ကို5 cube နဲ့မြောက်ခိုင်းနေဆိုရင်5 power 5ရတယ်ဘာဖြစ်လို့လဲ2နဲ့3နဲ့ပေါင်းလိုက်တာ9နောက်တစ်ခုအခြေတူဂိမ်းတွေကိုစားခိုင်းတဲ့အခါထညွှန်းအချင်းချင်းကိုနှုတ်ပေးလိုက်ရတယ်ဥပမာပြောပြရရင်5 power 4ကို5 square နဲ့စားခိုင်းတဲ့အခါ4တဲ့က2ကိုနှုတ်တော့2ကျန်တယ်အခြေတူဂိမ်းတွေစားခိုင်းတဲ့အခါထညွှန်းကိုနှုတ်လိုက်ရပါတယ်နောက်တစ်ခုထညွှန်းကိုထညွှန်းစင့်တင်တဲ့အခါအဲ့ဒီထညွှန်းနှစ်ခုကိုမြောက်ပေးလိုက်ရပါတယ်ဥပမာပြောပြရရင် BQ ကို sorry ရိုးရိုးကနန်းနဲ့ပြောမယ် 5Q ကို the whole square တင်တဲ့အခါဒီနှစ်ခုကိုမြောက်ခိုင်းလိုက်ရပါတယ်3 2 4 6နောက်တစ်ခု B power 0ရဲ့အဖြေက1ပါဘယ်ကိန်းကိုမဆို3ညထညွှန်းတင်ရဲ့အဖြေတရပါတယ်1 3ညတက်ကလည်း1ပဲ2 3ညတက်ကလည်း1ပဲ3 3ညတက်ကလည်း1ပဲအနှုတ်နှစ်ကို the whole power 3ညထပ်တင်တယ်ဆိုလို့ရှိရင်လည်း1ပဲဒါပေမဲ့0ကို0တင်လို့တော့မရဘူးအဲ့ဒါဆိုရင်တော့ undefined เนาะသူ့မှာတန်ဖိုးသတ်မှတ်ချက်မရှိဘူးအဲ့ဒါဆိုရင်တော့ undefined ပါနောက်တစ်ခုကအနှုတ်ထညွှန်းတင်ခြင်းပါအနှုတ်ထညွှန်းကိုအပေါင်းထညွှန်းဖြစ်ချင်ရင်ပြောင်းပြန်လှန်လိုက်ရပါတယ်ဥပမာ5 power -2 ဆိုပါစို့ဒါဆို1/5 square ပါပြောင်းပြန်လှန်လိုက်အနှုတ်ပါဝါအပေါင်းဖြစ်သွားပါတယ်ဒါဆိုရင်9နှစ်ထက်က9 9လီ25ဒါဆိုရင်အခြေတူမြောက်ထညွှန်းပေါင်းအခြေတူတွေစားထညွှန်းချင်းချင်းကိုနှုတ်ထညွှန်းပေါ်ထညွှန်းစင်ထညွှန်းချင်းချင်းမြောက်မြည်သည့်ကိန်းမဆို3ညထညွှန်းတင်အဖြေ1 3ညကိုတော့3ညထညွှန်းတင်လို့မရဘူး0 power 0တော့ဖြစ်လို့မရဘူးအဲ့ဒါဆိုရင်တော့ undefined အနှုတ်ထညွှန်းတွေကိုအပေါင်းဖြစ်ချင်တော့ပြောင်းပြန်လှန်ဒါလေးတွေတည်ထားရဲဆိုရင်ပုံစံရေးတွေ့ရတာလွယ်လင်းတကူရှိပါလိမ့်မယ်နောက်ဗီဒီယိုများမှာပြန်ဆုံတွေ့ကြပါသေးနော်